ဘရှင်းပြမယ်ပုံစံလေးကတော့ဒါကိုရီးယားနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ကဒါမရှိမဖြစ်တည်ထားရမယ်เนาะအကြောင်းအရာလေးပါဒါဘာလဲဆိုလို့ရှိရင်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့ကဒါEPS စနစ်ဖြစ်ကျွန်တော်အလုပ်သွားလုပ်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကဒါပေါ့နော်တနေရာနဲ့တနေရာကိုသွားရေးလာရေးကျွန်တော်ဘာတွေလုပ်ရလဲဆိုလို့ရှိရင်เนาะဘာတွေစီးရလဲဆိုရင်ကျွန်တော်တို့ကဘတ်စကားတွေစီးရတယ်ဒီခလဲရဟာတော့ဒါ KTE ပေါ့နော် KTE စီးရတယ်ပြီးကျွန်တော်ဘာဆိုရင် taxi ဆိုတော့ကျွန်တော်ဘာလဲတက်စီတွေကိုစီးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီတက်စီတွေเนาะဒီအဝေးပြေးဘတ်စကားတွေပေါ့နော်ကိုစုပေါ်စုကျွန်တော်ဒီအဝေးပြေးဘတ်စကားတွေကကျွန်တော်တို့ကဘယ်လောက်ထိအသုံးဝင်လဲเนาะဘယ်မျိုးတွေမှာတည်ရှိလဲเนาะဘယ်လိုမျိုးစီးရလဲဆိုတာကိုကျွန်တော်တို့ဒီမှာပြောပြပေးပါမယ်เนาะအသေးစိတ်ပြောပြပေးပါမယ်ကဲဟုတ်ပြီဒီမှာကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်ခေါင်းစဉ်ကဘာပြောတော့လဲเนาะ한국에ဆိုတာကိုရီးယားနိုင်ငံရဲ့เนาะကိုရီးယားရဲ့ဒေဂျွန်ဂျိုထုံဆိုတာကเนาะဒေယူပူဆောင်ရေးလမ်းမဆက်သွယ်ရေးเนาะဒီလိုမျိုးအဓိပ္ပာယ်ရှိပါတယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လောက်တွားကြည့်ကြည့်မယ်ကဲကြည့်ကြအောင်한국은 코리아가로 대중교통이ဆိုတာကလမ်းမဆက်သွယ်ရေးက잘ဆိုတာကကောင်းကောင်းဘာသာတွေ့တော့ဆိုတာကဘာသာတွေ့있는ဆိုတာကဖွံ့ဖြိုးတိုးတက်နေတဲ့나라입니다နိုင်ငံပဲဖြစ်ပါတယ်တဲ့โอเคကိုရီးယားနိုင်ငံကတော့ဒီလမ်းမဆက်သွယ်ရေးကကောင်းကောင်းကိုဖွံ့ဖြိုးတိုးတက်မှုရှိနေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်ဒါလည်းတကယ်တမ်းကျတော့လည်းမှန်ပါတယ်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့ကတက်စီလိုလိုခေါ်လို့ရတယ်အဝေးပြေးဘတ်စကားတွေအွန်လိုင်းကနေဖြတ်လို့ရတယ်မြို့နယ်တိုင်းမှာကျွန်တော်တို့ဒါအဝေးပြေးဘတ်စကားခွင့်တွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်လွယ်လင်းတွေကိုကြိုက်တဲ့နေရာကိုသွားကြတဲ့ချိန်သွားအားလုံးသွားစီးလို့ရတယ်ပေါ့နော်ဒါပြီ대중교통ကို대중교통ပေါ့ဒီလမ်းမဆက်သွယ်ရေးကိုတဲ့အယုံဟာရောဒီရင်ရထားတွေပေါ့ဒီလမ်းမဆက်သွယ်ရေးစနစ်တွေကိုပေါ့이용하여အသုံးပြုပြီးတော့가까운ဆိုတာကအနီးနားကို뿐만 아니다 니니나나နေရာတွင်သာလည်းမကလဲပဲ먼ဆိုတာကကျွန်တော်ဗာလဲမောတလုံးနဲ့ဒီပုံမှန်ဒီကျွန်တော်တို့ဘယ်လိုလာတာလဲဆိုရင်mall ဆိုတဲ့ဝေးဒီဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒီမှာအောက်မှာကျွန်တော်လာတက်ရှိတယ်လာဒီကျွန်တော်တို့ကနားနဲ့တွေ့တဲ့အခါအဲ့ဒီလာဒီအော်တိုဖျောက်ပြစ်ကြတာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်တို့ဒါပေါ့နော်ဒါ grammar ပိုင်းဆိုင်ရာနဲ့တော့မှာပေါ့နော် grammar ပိုင်းဆိုင်ရာနဲ့တော့မှာဖြစ်တာမို့လို့ကျွန်တော်တို့ကဒီနေရာလေးကိုတော့ကျွန်တော်သိရမှာက mall တီလာတဲ့နဲ့ဆုံးနေတယ်ဒါပေမဲ့ကျွန်တော် adjective form ဒေါပုံစံချိန်တဲ့ခါကျရင်လာဒီနားနဲ့တွေ့ရင် auto ပျောက်တာဖြစ်တဲ့အတွက်ကျွန်တော်ဘာဖြစ်ရလဲဆိုရင်နားကြီးပဲတန်ခဲ့ရတယ်နော်ဒါကတော့ကျောင်းသားတွေသိမှာပါဒီ grammar ပေါ့နော်အဲကြောင့်မတော့ဘာပြောထားလဲဆိုတော့ဒီtransportation ဆိုတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်တေကူးဆောင်ရေးရင်ရထားတွေကိုအသုံးပြုပြီးတော့နီးတဲ့တာလီမကလဲပဲဝေးတဲ့နေရာတွေကိုလည်းပေါ့နော်ဖြောလိဟာခဲ့အဆင်ပြေစွာဖြောလိဟာတာနော်ဖြောလိဟာခဲ့အဆင်ပြေစွာဒီလှုပ်ရှားသွားလာနိုင်ပါတယ်နော်ဒီလိုမျိုးပြောထားတယ်ကဲဟုတ်ပြီအဲ့ဒါကျွန်တော်ပြန်ပြီးတော့ရှင်းပြကြည့်မယ်ကိုရီးယားနိုင်ငံကတော့ 대중교통 ဆိုတဲ့ဒီလမ်းမဆက်သွယ်ရေးကကောင်းကောင်းဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်တဲ့대중교통ကို이용하여အသုံးချပြီးတော့가까운နီးတဲ့뿐만 아니라နီးတဲ့နေရာတွေတာလည်းမကလည်းပဲပေါ့နော်ဝေးတဲ့နေရာတွေကိုလည်းပဲဖြောလိဟာခဲ့အဆင်ပြေစွာဖြင့်이동할 수 있습니다ဒီလှုပ်ရှားနိုင်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်တို့ကအဝေးပြေးဘတ်စကားခွင့်တွေကကျွန်တော်တို့ဒီအဝေးပြေးဘတ်စကားတွေတော်တော်ကိုအသုံးဝင်ပါတယ်ကြိုက်တဲ့မြို့ကိုသွားကြိုက်တဲ့ချိန်မှာစီဘတ်စကားတွေကအနည်းဆုံးကျွန်တော်တို့က15မိနစ်တစ်စီးနာရီခွက်တစ်စီးဥပမာဆိုကြပါစို့ကျွန်တော်မန္တလေးသွားမယ်ဆိုရင်15မိနစ်တစ်စီးကျွန်တော်တို့ကထွက်ပေးနေတယ်ကိုရီးယားတစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ် gate တွေအားလုံးဒီ15မိနစ်တစ်စီးနဲ့အဲ့လိုမျိုးထွက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စီမှာကြားတဲ့ချိန်သွားလို့ရပါတယ်နောက်တစ်ခုကKTH KTHကျွန်တော်တို့အခုဆိုကြပါစို့မြန်မာပြည်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရန်ကုန်မြစ်ကြီးနားပေါ့နော်ဒီလိုခီးစဉ်သွားမယ်ဆိုရင်ကျွန်တော်တို့ကရထားလမ်းမပေါက်တဲ့အတွက်ဘတ်စကားကြီးပဲဆိုအနည်းဆုံး9ရက်အခုလိုခေတ်ခါမှာဆိုရင်9ရက်6ရက်လောက်ကြာနိုင်တယ်တာမန်နေမှာဆိုရင်လည်းပဲတာမန်ခေတ်ကောင်းတဲ့အချိန်တုန်းကလည်းကျွန်တော်တို့ဗာလဲ2ရက်ကနေ3ရက်ထိကြာနိုင်တယ်ပေါ့နော်မြစ်ကြီးနားကိုပေါ့နော်ဒါပေမဲ့လည်းပဲကိုရီးယားမှာကြတော့သူ့ရဲ့အကွာအဝေးဒီရန်ကုန်မြစ်ကြီးနားလောက်ဝေးတဲ့အကွာအဝေးဒီအခုတော့ဒီ KTX ကိုစီးမယ်ဆိုရင်ဘယ်လောက်ပဲကြာလဲဆိုတော့2နာရီနဲ့မိနစ်40ပဲကြာလိမ့်မယ်
နော်2နာရီနဲ့မိနစ်40ပဲကြာလိမ့်မယ်ပေါ့နော်အရန်ကိုမြန်တယ်တော်တော်ကြီးလည်းကောင်းပါတယ်နော်ဒါပေမဲ့သူကနည်းနည်းတော့ဈေးတော့ဈေးကြီးတယ်ဈေးကြီးမှာပဲဘာကြောင့်ဈေးကြီးမှာလဲသူကအမြန်ရောက်တယ်လीနော်โอเคပြီးတော့ရင်ကျွန်တော်တို့ taxi เนาะဒါဈေးကြီးပါတယ်เนาะတက်စီကကျွန်တော်တို့ကဆက်ဆောက်ဆုံးကိုရီးယားနိုင်ငံမှာတက်စီစီးတဲ့ခါကျလို့ရင်တကားစားဖွင့်ပြီးကိုလိုရာခီးကိုတွားမယ်ဆိုရင်သူကမီတာတက်စီတွေဖြစ်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်အခြေခံဒီဘယ်လောက်ကောက်လဲဆို3000အရင်3000နဲ့စပြီးတော့ကောက်တယ်ပေါ့နော်3000ကောက်ပြီးတော့ကျွန်တော်တို့ကဘယ်လောက်ထိသွားလဲဆိုဒါကျွန်တော်ခံမှန်းကြည့်ပြောတာနော်5ကီလိုမီတာထိကျွန်တော်တို့သွားလို့ရတယ်5ကီလိုမီတာထိသွားပြီးဟေ့ဆိုတာနဲ့သူကမီတာကိုစပြီးတော့လဲပြီးပေါ့နော်3100 3200 3300အဲ့လိုမျိုးစပြီးတော့လဲသွားပါတော့နော်ဒါပေမဲ့ကိုသွားတဲ့ခရီးအကွာအဝေးပေါ်မူတည်ပြီးတော့ကျွန်တော်မီတာနဲ့ကောက်တာပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီဘင်းတက်စီတွေကိုလည်းပဲကျွန်တော်သွားပြီးတော့စီးလို့ရတယ်ဒါပေမဲ့သူကနည်းနည်းတော့စီးကြည့်တယ်ကိုရီးယားမှာရှိတဲ့တက်စီတွေအကြောင်းတော်တော်များများဒီလိုမျိုးရှိတာပါနော်ဒီလိုလိမ္မော်ရောင်လေးရှိတာကဲဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်ဆက်ပြီးတော့သွားကြည့်ကြည့်အောင်မယ်ကဲဟုတ်ပြီကျွန်တော်နောက်တစ်ပိုက်သွားကြည့်လိုက်တော့နောက်တစ်ပိုက်ကဘာပြောလဲဆိုရင်တော့ဒိုရှီကြီးဆိုတာကကျွန်တော်မျိုးတော်ကြီးကိုပြောတာပေါ့နော်ဒိုရှီခန်းဆိုတာကမျိုးတော်အတီးတီးစီတို့တော့နော်ဤတုံငယ်နော်လှုပ်ရှားသွားလာမှုမှာတဲ့နော်ခါကျန်းဆိုတာအစုံနော်လီဆိုတာကအကျေတဝန်းပြောတာနော်အဲ့ဆိုရင်မျိုးတော်အတီးတီးကိုတဲ့နော်လှုပ်ရှားသွားလာတဲ့အခါမှာတဲ့နော်ခါကျန်းနော်လီဆိုတာကအကျေတဝန်းဖြစ်ဆုံးနော်အကျေတဝန်းအသုံးပြုဆုံးနော်ဤုံတဲ့နော်ဆိုတာအကျယ်တဝန်းအသုံးပြုနေတဲ့ဂီယိုဒုံဆူဒန်ဆိုတဲ့နော်ယင်စနစ်ကတော့ဘာကြီးလဲဆိုရင်ဘူဆုပေါ်ဆုအင်မနီတာဟာလားဘူဆုပေါ်ဆုအင်မနီတာဒီကိုတော့ဘာလဲတော့အဝီးပြေးပတ်စကားပဲဖြစ်ပါတယ်ရှင်းပြရင်မြို့တော်တစ်ခုနဲ့တစ်ခုကိုနော်လူတွေပေါ့နော်ကိုရီးယားနိုင်ငံမှာရှိတဲ့လူဦးရေပေါ့နော်ထားဆိုကြပါစို့လူရောက်100မှာနော်လူရောက်100ကိုစစ်တမ်းကောက်ယူတဲ့အခါမှာသူတို့ဒီမြို့နဲ့တစ်မြို့တစ်ခုနဲ့တစ်ခုကိုနော်ကူးတန်းသွားလာတဲ့အခါကျမှဘာကိုအကျယ်တဝင့်အသုံးပြုကြလဲဆိုရင်ကျွန်တော်ဘာကိုသုံးလဲဆိုရင်ဘူစုပေါ်စုဆိုတဲ့နော်ဝီဘီပတ်စကောက်ပဲဖြစ်ပါတယ်နော်ဆိုရီနာဆိုတော့မဟုတ်တဲ့ဘူဆန်တန်စသဖြင့်တဲ့ဒေဒိုရှိဝါဒေဆိုတာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်တဲဆိုတော့ကြီးတယ်ဆိုတော့အဓိပ္ပာယ်ရှိတယ်ဒီမှာကျတော့ဒိုရှိနဲ့ပေါင်းတယ်ဆိုတော့မြို့ကြီးတွေနေတဲ့နော်ဂျွန်းဆိုဒိုရှိဆိုတာကနော်မြို့အလှမြို့အသေးရလားမြို့ကြီးမြို့လေးတွေကိုပေါ့နော်ယွန်းယွန်းကျော်နော်ယွန်းကျော်ရာနော်ဆိုတာကတော့လည်းဆက်သွယ်ထားတဲ့နိုဆောင်းတရီဆိုတာက line တွေကတဲ့မာနီအစ်စမျောဟာလားအများကြီးရှိပြီဂျွန်းညိုဆိုတာကနော်အဓိကအဖြစ်နော်အဓိကနိုဆွန်တူဆိုတာကလည်း line တွေကတော့တဲ့ရှင်းမရှိကန်တဲ့ရှင်းမရှိကန်ဆိုတာဘာကြီးပြောတာလဲရှင်းမရှိကန်ဆိုတာညတကောင်အရင်မှာတွားတဲ့ကားတွေရှင်းပြရင်နော်မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကည12နာရီတနာရီမှာအဝေးပြေးကွင်းကနေထွက်တဲ့ကားတွေကိုပြောချင်တာနော်ရှင်းပြညပိုင်းမောင်းတဲ့ကားတွေကိုပြောချင်တာနော်တကယ်အဓိက line အဓိက line ဆိုတော့ဘယ်လို line တွေလဲဆိုရင်ရှင်းပြရင်မြန်မာပြည်မှာဆိုရင်ရန်ကုန်မန္တလေးရန်ကုန်နေပြီးတော့ရန်ကုန်တောင်ကြီးဟာလားရန်ကုန်ပကံနော်ဒီလိုမျိုးအဓိက line တွေပြောချင်တာနော်အဓိကကျတဲ့ line တွေကတော့တဲ့ရှင်းမရှိကန်းတယ်ဆိုတော့ညတကောင်ရံမှာပြေးဆွဲနေတဲ့ line တွေကလည်းပဲတဲ့ online ဟမ်နေတာပြေးဆွဲပေးနေပါတယ်နော်အဓိက line တွေဘယ် line တွေလဲဆိုလို့ရှိရင်နော်အခုထင်တယ်ဆိုတော့ရန်ကုန်မှာsorry နော်ကိုရီးယားမှာဆိုရင်တော့ဆောဦးနော်ဆိုးမြို့ကနေမှဆင်ကျွန်တော်ဘယ်ကိုသွားလဲဆိုတော့ဘူဆန်သို့မဟုတ်ဒေဂူဟာလားဘူဆန်ဒီလိုအဓိကထင်ခဲ့ရ line တွေပေါ့နော်ဒီလိုမျိုးနော်ခရီးသွားတဲ့ line တွေမှာဆိုရင်တော့ဘယ်ချိန်ထိပြေးဆွဲပေးလဲဆိုရင်နော်ရှင်းမရှိကန်ဆိုညတကောင်ရံမှာလည်းပဲတဲ့နော်အွန်လိုင်းဟမ်နေတာဆိုပါလေပြေးဆွဲပေးနေပါတယ်ရှင်းမညဘက်နော်ညဤကားတွေပြောချင်တာဂါကောင်ဆိုတာကနီးစပ်တယ်တဲ့နော်အနီးနားမှာရှိတဲ့ဒိုစီခန်းဆိုတာကဘာလဲဆိုရင်နော်ဒိုစီတော့ဗလဲမြို့တော်အတီးတီးတွေမှာဆိုရင်ဂျာယွန်ဂေါ်ရီဆိုတာကနော်တူတောင်းတဲ့ဟွာဝေးကိုတဲ့အီယုံဟာတဲ့နော်ဆိုရင်နော်အီဒုံဟာတဲ့နော်ရေလျားသွားလာတဲ့အခါမှာဆိုရင်ဘာကိုစီးလဲဆိုရင်ရှီဝဲပေါ်ဆုဆိုတဲ့အခုတော့မြို့ပြင်ဝီဘီဘတ်စကားတွေကိုနော်နော်အီယုံဟာမျိုးအသုံးပြုလိုက်ရင်တဲ့တွဲမနေတာရပါတယ်အဲ့ဒါဆိုရင်သူပြောတဲ့အဓိပ္ပာယ်ကရန်ကုန်မန္တလေးလိုမျိုးဝေးတဲ့ခရီးစဉ်တွေဆိုရင်တော့ကျွန်တော်တို့ဘာတွေအသုံးပြုလို့ရလဲဆိုလို့ရှိရင်နော်ဒီကိုစုပေါ်စုကိုအသုံးပြုတဲ့ရန်ကုန်နော်အခုတော့ပြောမယ်နော်ရန်ကုန်ဘကိုးဒီမဝေးဘူးပေါ့နော်ရန်ကုန်ကနေဘကိုးမောင်းရင်ဒီကြတယ်တနားရီလောက်တော့မောင်းပါတော့ဒီလိုမျိုးနီးတဲ့နော်တစ်မျိုးနဲ့တစ်မျိုးနီးစပ်တဲ့မြို့တော်ကြီးတွေဆိုရင်တော့ကျွန်တော်ဘာတွေတုံးလဲဆိုရင်ရှီဝဲပေါ်စုဆိုတဲ့ကျွန်တော်ဘာလဲဆိုရင်မြို့ပြင်ဝေးပြီးဘတ်စကားတွေကိုဘာလဲဆိုတော့အသုံးပြုကြပါတယ်တဲ့ဒီမှာဘာကြီးထားလဲဆိုရင်ဂရီကိုပြီးတော့တဲ့ဒူရှိနဲဆိုတော့ဒူရှိဆိုတာကမြို့တော်ရဲ့နဲဆိုတာအတွင်းပိုင်းပြောချင်တာရှိနဲနဲ့စဉ်းစားတာရှိနေเนาะအဲ့လိုเนาะရှိနေကနေပြီးတော့ကျွန်တော်ဗာလဲဆိုစဉ်းစားလာတယ်
နော်ဒိုရှိနေဆိုတော့မြို့တော်အတွင်းမှာဆိုရင်ပေါ့နော်ရှင်းနေပေါ်စုဆိုတဲ့မြို့ရင်းဘတ်စကားတွေကိုအယုံဟာမြောက်အသုံးပြုလိုက်ရင်တဲ့နော်အသုံးပြုလိုက်ရင်တဲ့နော်ဒိုရှိတဲ့မြို့တော်ရဲ့ကိုဆိုတာကနေရာတွေကိုပေါ့နော်နေရာတိတိတွေကိုရွှေ့ကဲလွယ်ကူစွာဖြင့်ခါဆုအစ်စုမီတာဒီအသုံးပြုနိုင်ပါတယ်နော်အဲ့ဒါဆိုရင်သူကမြို့ပြည်မှာဆိုရင်တော့ဟလာအရင်မဝေးတဲ့အကွာအဝေးနော်ရှင်းပြရန်ကုန်ပဲခူးဟလာရန်ကုန်ကိုတို့ညောင်တုံးဒီလိုမျိုးတွေပေါ့နော်အရင်မဝေးတဲ့နေရာတွေဆိုရင်ကိုတို့ဘာလို့စီးလို့ရလဲဆိုတော့ချီဝဲပုတ်စုကိုအသုံးပြုလို့ရတယ်ပြီးရင်အဲ့ဒီမြို့တွေအတွင်းထဲမှာဆိုရင်တော့ဘာတွေရှိလဲဆိုရင်နော်ကိုတို့စီနေပုတ်စုဆိုတဲ့မြို့ရင်းဘတ်စကားတွေရမှာတစ်စင်ဒီမြို့တော်ကြီးရဲ့နေရာအသီးသီးကိုလွယ်ကူစွာဖြင့်တွားလို့ရပါတယ်ပြောချင်တဲ့ဘက်ကကျွန်တော်တို့ကနော်ပဲခူးကလာတဲ့သူတွေကပဲခူးကနေမှဆင်ရန်ကုန်လာခြင်းလဲဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ချီဝဲပုတ်စုနော်မြို့ပြင်ဝေးဘတ်စကားကိုစီးမယ်ခုနည်းလည်းကောင်းမယ်ရန်ကုန်ရောက်လာပြီဆိုရင်ရန်ကုန်ရဲ့မိမိသွားခြင်းတဲ့နေရာဥပမာဆိုကြတော့တောင်တကုန်းတုံစိတ်ကန်းတောင်ကလာမြောက်ကလာကိုသွားခြင်းလဲဆိုရင်ကျွန်တော်ဘာတွေစီးလို့ရလဲဆိုရင်ရှင်းနေပေါ်စုဆိုတဲ့ဘာလဲဆိုရင်မြို့တွင်ပတ်စကားတွေကိုလည်းပဲကျွန်တော်ဘာလို့လဲဆိုတော့အသုံးပြုလို့ရနိုင်ပါတယ်တဲ့နော်လွယ်ကူစွာဖြင့်နော်သွားလာနိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါပြီးကျွန်တော်နောက်တစ်ပိုက်သွားကြည့်ပါမယ်နော်ဂျွန်းညိုဟာလားဂျွန်းညိုဒေတူရှိရနော်အဓိကမြို့တော်ကြီးတွေမှာကတော့နော်အဓိကကြတဲ့မြို့တော်ကြီးတွေမှာကတော့တဲ့ချာယော့ဆိုတဲ့ယထာဘူရာတွေကတဲ့အီဆော်ရှိပြီးတော့ဟာလားချောတုဆိုတဲ့ယထာတန်လန်းတွေကိုလည်းပဲနော်ယထာတန်လန်းတွေကိုအီယုံဟန်ဆိုတာကအသုံးပြုတဲ့ဟာလားအသုံးပြုတဲ့ဒူရှိကန်ဆိုတာကမြို့တော်အသီးသီးတွေမှာလို့မြို့တော်အသီးသီးတွေကိုလည်းပဲတဲ့ဤတုံတို့ခါနောဟမ်နီတာဆိုတော့ဗလဲနော်လှုပ်ရှားသွားလာနိုင်ပါတယ်ရှင်းပြောရင်ဥပမာဆိုကြပါတော့ရန်ကုန်မှာရထားလမ်းရှိတယ်ပဲခူးမှာလည်းရထားလမ်းရှိတယ်ဟာလားကြားထုံမှာလည်းရထားလမ်းရှိတယ်အားဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လို့ဆိုရင်မြို့တော်ကြီးတွေတစ်ခုနဲ့တစ်ခုကိုကျွန်တော်ဘာနဲ့သွားလို့ရလဲဆိုတော့ရထားတန်လမ်းတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဘာလဲဆိုတော့ရထားနဲ့လည်းပဲသွားလို့ရနိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့တဲ့လာပြီနော်ရောချရဲ့နော်ရထားတွေမှာဆိုရင်ဘာတွေရှိလဲဆိုရင် KTA ရှိမယ် SRT KTA နဲ့ SRT လဲဆိုရင် KTA ကပိုပြီးမြန်တယ် SRT ကနိုင်ခွဲတစ်နိုင်လောက်နောက်ကျတယ်ပေါ့နော်အဲ့ဒီຢာတွေနဲ့တဲ့စင်တူတဲ့ဂုစုရောချဆိုတဲ့အဝေးပြေးယထာတွေနဲ့တဲ့ဆဲမအူဟိုလားချင်းမြကိုတော့ဆဲမအူယထာရှိမယ်ဟုတ်လားပြီးရင်ဘာလဲဆိုတော့မူကုန်းဝါဟိုဆိုတဲ့နော်မူကုန်းဝါနော်ယထာရှိမယ်စားသဖြင့်တွေနဲ့တဲ့ကတ်တွန်းစင်တူတဲ့နော်일반 열차, 유유담의 여타리가 레벨 시작하래. 아도 또 뼈지는 레벨가 기리에디 에미안 여타, 아사리레 에미안 여타 피데. 나루가 세마우호에 라 문고화에 사트비 에이 여타는 생야로 바이레서 유유담의 여타리베 피바래. 너 고수 여차는 라 위비 여타리가로 너 위비 항위도의 여타리가로 너 유금수라가 바이레 포카 이 너 yin 여타가리고 너အဖိုးကတဲ့ဂျုံပီစားချင်မှနည်းတော့ဇစ်ကြီးပေမဲ့ပါလူကိုမြန်ပြီးတော့တဲ့ဖြိုးလီဟမ်နီကအဆင်ပြေပါတယ်သူကရှင်းပြောရင်ရန်ကုန်မြစ်ကြီးနားကိုအခုတော့ KTA နဲ့တွားတဲ့ခါကျ2 နာရီခွဲပဲကြာတယ်ဘတ်စကားနဲ့တွားရင်တညလောက်တော့အိပ်ရမှာပေါ့နော်ဒါဥပမာအနေနဲ့အခုပြောပြတော့နော်ပြင်မှာဘယ်လောက်ဝေးလဲတော့အခုမသိဘူးရန်ကုန်မန္တလေး sorry ပါရန်ကုန်မြစ်ကြီးနားလိုမျိုးအလွန်ကွာဝေးတဲ့နော်ဒီယထာကြီးတွေဆိုလို့ရှိရင်ပေါ့အခုတော့ယထာနဲ့တွားမယ်ဆိုရင်တော့မြန်တယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာရှိလဲဆိုရင်နော်မြန်တယ်သူ့ရဲ့အားနည်းချက်ကဘာရှိလဲတော့ဈေးကြီးတယ်ဈေးရမ်းကြီးတယ်ဟာလားပုံမှန်ကတို့ကားက9000ဆိုရင်ယထာကဒီ3သိန်းလောက်ရှိတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော်ဒါပေမဲ့သူ့မှာအားသာချက်ကဘာရှိလဲဆိုရင်အရန်ကိုမြန်တယ်တရက်ကုန်အောင်မဲ့အရာကို2 နာရီခွဲနဲ့အချိန်ပေးလိုက်တာနဲ့နော်မြကြီးနားမြို့ရောက်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒါပေမဲ့သူကဘာထပ်ပြောထားလဲဆိုတော့နော်서울에 서부터 나가래 수묘마 드센에 한국의 코리아의 너 최남단 도시 최드라가 서 남드라가 다운바 짜서 뮤러지리 피대 부산까지 부산 안티소에는 그리고 블락백 관해서 2시간 반쯤 걸립니다. 미니 나나이네 나나이 고엘라베 걸립니다. 짜밤에 너 아도 또 하나 또 뼈라이다 바이레 솔루션 하나 저는 뼈라네 신신레베 양고 미지나 디마저도 반에 나이 할래 소우 나 수묘관이 말씀 코리아의 후배 다운바 짜서 너 다운바 နော်အဆုံးဟိုဗာလေတော့တောင်ဘက်အဆုံးဖြစ်တဲ့ဘူဆန်အထိဆိုရင်တော့ကျွန်တော်တို့ဘယ်လောက်ပဲကြာလဲဆိုရင်2 နာရီခွဲလောက်ပဲကြာပါတယ်တဲ့နော်ဒါပြီဂိုးစုဘောစုနာဟလာအဝီးဘီပတ်စကာတော့မဟုတ်တဲ့နော်အဝီးဘီပတ်စကာတော့မဟုတ်နော်ဂိုးစု열차 하라 웨비 여타들이 사드비리 너 장거리 디 롱과위의 어과위 두고 뼈잖아 아양위의 어과위 너 사드비의 아양위의
Huawei တွေမှာပေါ့နော်ဘာတွေအသုံးပြုလိုက်လဲဒေဂျွန်းပြုတ်ထုံဆိုတဲ့ဒီလိုမျိုးနော်ဒီလမ်းမဆက်သွယ်ရေးစနစ်ကိုအီယုံဟာတဲ့နော်အသုံးပြုတဲ့အခါမှာနော်လမ်းမဆက်သွယ်ရေးဒီရင်ရထားတွေကိုနော်အသုံးပြုတဲ့အခါမှာဆိုရင်တော့တဲ့နော် international internet သုံးမဟုတ်တဲ့ mobile app ဆိုတဲ့ကိုတော့ဗလဲ mobile application တွေထုံးနေဆိုတာမှားတဆင်တဲ့ဖြူဆိုတဲ့လက်မှတ်ကိုရေမြန်အောင်ကိုရှိကျွတ်စမိတာကျူတင်ဝယ်ယူခြင်းကကောင်းပါတယ်နော်ကျူတင်ဝယ်ယူထားခြင်းကဘာလဲဆိုရင်ကောင်းပါတယ်လို့ပြောချင်တာအဲ့ဒါဆိုသူပြောချင်တဲ့အဓိပ္ပာယ်ကအခုတို့ကနော် highway ထွက်တော့မယ်မြို့တွင်းမပြောဘူးနော်မြို့တွင်းမပြောဘူး highway ထွက်တော့မယ်ရန်ကုန်မန္တလေးမြို့ highway တွေကိုထွက်တဲ့အခါဥရရထားနဲ့သွားမလားဟလားသို့မဟုတ်ဘတ်စကားနဲ့သွားမလားမြစ်ကြိုက်တာနဲ့သွားလို့ရတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးသွားလိုက်တဲ့အခါကျရင်တော့အခုတို့က internet သို့မဟုတ် mobile application တွေမှာတစ်ဆင့်နော်မင်းတို့ရဲ့လက်မှတ်တွေကိုကြိုတင်ဝယ်ယူထားတာကပို့ပြီးတော့ကောင်းပါတယ်တဲ့နော်ဘာကြောင့်လဲလို့ဘာကြောင့်ပြောရတာလဲဆိုရင်ယူယူတာမန်အချိန်တွေမှာတော့ပြဿနာမရှိဘူးကိုရီးယားမှာဟလာချူစောတို့ဆောလာဟလာချူစောဒီကောက်သစ္စာဝဲဆောလာနော်နှစ်တစ်ဟာလားဆောလာဆိုတာဒီနှစ်တစ်လို့အချိန်ခါမျိုးဒီမှာဆိုရင်တော့ကိုရီးယားလူတော်တော်များများဒီအဝေးပြေးလမ်းတွေမှာလည်းဘတ်စကားတွေပိတ်တတ်တယ်ဟာလားချို့ဆိုရင်တော့ဗောနော်အော်ရတယ်ငါဘူရာယုံရောက်မှပဲငါလက်မှတ်ဝယ်မယ်ဆိုတဲ့အနေထားတွေနဲ့တွားထားတယ်တကယ်တမ်းကျတော့မရတော့ဘူးအဲ့မှာခုံမဲ့တွေဖြစ်ကုန်ဟာလားနောက်ရထားတွေပြောင်းစီဘာကြောင့်လဲဆိုတော့ကိုရီးယားနိုင်ငံမှာခီးသွားရသည်ဖြစ်တဲ့အခါဒီလိုမျိုးပိတ်ရက်တွေဖြစ်တဲ့အခါဆိုရင်တော့အခုတော့ဒီဘတ်စကားတွေရောเนาะယထာတွေရောဘူကင်အားလုံးပြည့်ပြီးတော့ထိုင်ကုန်မရတာတွေဖြစ်တတ်တယ်ပေါ့နော်ဒီပြဿနာတွေကြောင့်ဒါသူကစာထဲမှာပါရေးထားလို့ဆိုရင်အဲ့လိုမျိုး highway သွားမဲ့ခရီးစဉ်တွေဆိုရင်တော့အခုတော့เนาะ internet mobile application တွေမှာစင်အခုတော့เนาะဒီလက်မှတ်တွေကိုကြိုတင်ဝယ်ယူထားတဲ့အရာကကောင်းပါတယ်လို့သူကပြပြထားတယ်เนาะကဲဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့တွားကြည့်ရအောင်မယ်စောဝူဘူဆန်ဒေဂူဒေဂျွန်ဟာလားဂွမ်ဂျူစသဖြင့်တွေနဲ့ဆင်တူတဲ့မြို့တော်ကြီးတွေဒေတူရှိဆိုတဲ့မြို့တော်ကြီးတွေမှာကတော့တဲ့နော်ဂျီယာချောတွေမြေရောက်ရထားကအစ္စမီတာရှိပါတယ်ဗောနော်ရှင်းပြရင်ကတော့ဆိုးဘူဆန်ဟာလားစောဝူဘူဆန်ဒေဂူဒေဂျွန်ဂွမ်ဂျူဒီလိုမျိုးနေရာတွေမှာဆိုရင်တော့တခြားတဲ့ရထားတန်လန်တွေရှိတယ်ဗောနော်ရထားတန်လန်တွေရှိတာဖြစ်တဲ့တော့အခုတော့ဘာလို့လုပ်လို့ရလဲဆိုတော့မြေရောက်ရထားတွေကရှိကြပါတယ်ဗောနော်ဂျီယာချောရူဆိုတဲ့မြေရောက်ရထားကိုတဲ့အယုံဟာမျိုးအသုံးပြုလိုက်ရင်တဲ့ဒူရှီအန်နဲ့ဆိုရင်တော့မြို့တော်ရဲ့အတွင်းထဲမှာဆိုရင်တော့ဗောနော်အတွင်းထဲမှာဆိုကတော့ဗောနော်ပါလီမြန်မြန်တဲ့ဤတော်ဟာဆိုအစ္စမီတာဒီလှရှားသွားလာနိုင်ကြပါတယ်နော်မြန်မြန်သွားလာနိုင်တယ်ဗောနော်ရှင်းပြရင်ဒီဆိုးတို့ဘူဆန်တို့ဒဲကူဒါလားဒီလိုမျိုးအကြီးစားကြီးတွေမှာဆိုရင်မြေရောက်ရထားရှိတယ်အဲ့ဒီမြေရောက်ရထားရှိခြင်းအဖြစ်အဲ့ဒီဘူဆန်ဆိုလဲဘူဆန်မြို့အတွင်းဒေကူဆိုလဲဒေကူမြို့အတွင်းမှာဆိုရင်ဘယ်နေရာဝဲဆိုဟာလားမြန်မြန်ဆန်ဆန်နဲ့လှုပ်ရှားသွားလာနိုင်တယ်လို့ပြောချင်တာဘာကြောင့်လှုပ်ရှားသွားလာနိုင်တာလဲနော်ကိုရီးယားနိုင်ငံမှာရထားတွေဒီ7မိနစ်ကိုတစ်စီးထွက်တာဖြစ်တဲ့အတွက်နော်မင်းတို့ဒီကြိုက်တဲ့နေရာသွားကားပိတ်တာမရှိဘူးဟာလားအချိန်ကုန်လည်းတက်တာတယ်ပတ်စံပေးရတာလည်းတက်တာတယ်အခုလို့ဆိုရင်မြောက်ရထားကိုပဲစီးခဲ့တယ်ပေါ့နော်မြောက်ရထားစီးတယ်ဘာကြောင့်လဲဆိုတော့အပေါ်ကကားတွေတက်စီးတယ်ဆိုရင်ကားပိတ်တာတွေကအရင်ကြုံရတယ်နော်ဒီမှာအခုတော့နော်ဂျီယာချောဆိုတဲ့မြောက်ရထားကိုတော့စီးမယ်ဆိုရင်အချိန်ကုန်တက်တာတယ်ပတ်စံမပေးရဘူးမြန်လည်းမြန်တယ်နော်ကဲဟုတ်ပြီအဲ့ဒါကိုလည်းနောက်တစ်ခုထပ်ပြီးတော့သွားကြည့်မယ်နောက်တစ်ခုကဘာပြောထားလဲဆိုရင်택시ကတော့တဲ့24시간ဆိုတာ24နာရီ이용할 수 있는အသုံးပြုနိုင်တယ်နော်အသုံးပြုနိုင်တော့ကြောင့်ပေါ့နော်ဖြောလီဟန်ဆိုတာကအစင်ပြေတဲ့ဂူရုံဆူတန်ဆိုတာကနော်တည်ယူပို့ဆောင်ရေးစနစ်တစ်ခုပဲဖြစ်ပါတယ်နော်택시တွေကတော့24နာရီအသုံးပြုလို့ရနိုင်ပြီးတော့နော်ဘာလို့နော်အစင်ပြေတဲ့နော်လမ်းမဆက်သွယ်ရေးစနစ်တွေကတစ်ခုပဲဖြစ်ပါတယ်တဲ့နော်ဘလို့ငားမလဲဆိုရင်စွန်းသူရောဆိုတာကလက်ထောင်ပြီးတော့တဲ့နော်လက်မပြီးတော့ပေါ့နော်ဂျီနာကနုံဆိုတာကအခုတော့ဖြတ်သွားနေတယ်တဲ့ဘင်းတက်စီဟလားဘင်းတက်စီဆိုတာကဘာလဲဘင်းဆိုတာကအလုတ်ကိုပြောချင်တာဘင်းကြာရီဟလားဘင်းပြောင်းဒီမှာဘင်းကြာရီဆိုရင်နေရာလို့ဘင်းပြောင်းဆိုရင်ပလင်းအလွတ်ဒီမှာကျဘင်းတက်စီဆိုတော့ဘာလဲတက်စီအလွတ်တွေကိုတဲ့ Java စုတို့အကြည့်မှ Java တာဒီ Java တာဒီဖန်ဆုပ်ဒီကန်ယူဒီဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒီမှာကျတော့အခုတော့ဘာလဲတက်စီဆိုရင်တားဒီဆိုတဲ့အဓိပ္ပာယ်ရှိတယ်အားကြောင့်မလို့အခုတော့ဘာလဲဆိုတော့လက်လေးထောင်ပြီးတော့တဲ့နော်ဖြတ်သွားဖြတ်လာလုံနေတဲ့တက်စီအလုပ်တွေကိုလည်းပဲကျွန်တော်တားလို့ရနိုင်ပြီမဲ့ဟလား mobile application ဟလား mobile app ထုံးငယ်ဟလား mobile application တွေမှာတဆင်တဲ့ဖြိုးလျာကအဆင်ပြေစွာဖြစ်တက်စီကိုတဲ့ဘုရုစုတို့အစ်မီတာဟာလေတော့ခေါ်ဆိုနိုင်ပါတယ်
ဟာလားမိမိရောက်တဲ့နေရာကိုအခုတော့နော် mobile phone တွေဟာလား application တွေကနေမှတစ်ဆင့်အခုတို့ဘာလဲဆိုခေါ်ယူနိုင်တယ်ရှင်းပြောရင်မြန်မာပြည်မှာဆိုအခုတော့ဘာလို့ခေါ်လို့ရလဲ Grab taxi တွေကိုခေါ်လို့ရတယ် Grab ဒီလိုကြိုက်တဲ့နေရာသွားဟာလားအခုတော့ phone application တွေအသုံးပြုပြီးတော့ Grab တွေကိုလှမ်းပြီးတော့ခေါ်လို့ရတယ်နော်အရန်ကောင်းတယ်နော်ကိုရီးယားမှာလည်းအဲ့စနစ်ကအရန်ကိုကောင်းတယ်အခုမြန်မာပြည်မှာဆိုရင်လည်းနော်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီစနစ်တွေရှိနေတာဖြစ်တယ်ကြိုက်တဲ့နေရာသွားအဲကွန်းနဲ့အေးချမ်းချမ်းသွားလို့ရမယ်နော်အရန်ကို safe ဖြစ်တယ်လို့ပြောလို့ရတယ်ရမယ်နော်โอเคပါအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုအစအနေပြန်ပြီးတော့เนาะအတူချုပ်လေးတစ်ခေါက်လောက်ပြန်ပြီးကျွန်တော်ပြောပြပေးပါမယ်เนาะကျွန်တော်ចောင်းသားတွေဒီထဲမှာကျွန်တော် comment box တွေမှာဝင်ကြည့်တဲ့အခါဆိုရင်ပေါ့เนาะသူတို့ကဒီအခန်းလေးကကျွန်တော်ကြော်ပြီးတော့တင်မိတယ်ပေါ့เนาะအခန်းနံပါတ်လေးမှားပြီးတော့ကျွန်တော်တင်မိဖြစ်လိုက်တယ်အဲ့မှာစနစ်ကပျောက်သွားတယ်ပေါ့เนาะစနစ်ပျောက်ပြီးကျွန်တော်ဘာတွေတင်လိုက်လဲဆိုတော့အခန်း73နဲ့14ကိုတွားတင်လိုက်တယ်စနစ်ကပျောက်နေတယ်ကျွန်တော် comment ဝင်ဖတ်ကြည့်တော့ကျွန်တော်ပြန်တင်ပေးပါလို့ပြောတာဖြစ်တယ်ကျွန်တော်ပေါ့เนาะဒါဒီဘက်အမှန်တကယ်ပြောရင်မအားပါဘူးเนาะမအားတဲ့ကြာတင်ပေးတာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်เนาะကျွန်တော်ပြန်ပြီးရှင်းပြပေးပါမယ်โอเคဘာပြောထားလဲဆိုရင်ကိုရီးယားနိုင်ငံရဲ့ဒေဂျွန်ဂီယိုထုံးဆိုတာကဘာလဲတည်ယူပို့ဆောင်ရေးယဉ်စနစ်အကြောင်းတွေပဲဖြစ်ပါတယ်ကိုရီးယားမှာကတော့တဲ့နော်ဒေဂျွန်ဂီယိုထုံးဆိုတာကနော်လမ်းမဆက်သွယ်ရေးကကောင်းကောင်းဖွံ့ဖြိုးတိုးတက်ပြီးတော့ရှိနေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်တဲ့နော်ဒေဂျွန်ဂီယိုထုံးဆိုတဲ့ဒီယဉ်ယထာကားတွေကိုပေါ့နော်အယုံဟာရအသုံးချပြီးတော့ဂါကောင်းကိုပုံမှန်အားနေတာတဲ့နော်အနီးနာနေရာတွေတာလင်မကလည်းပဲတဲ့နော်ဝေးတဲ့နေရာတွေကိုလည်းပဲတတ်ရှိသွားဖြစ်နော်အဆင်ပြေစွာဖြစ်နော်တွာလာလှုပ်ရှားနိုင်ကြပါတယ်တဲ့နော်တွာလာလှုပ်ရှားနိုင်တွာလာလှုပ်ရှားနိုင်ကြပါတယ်တဲ့နော်ဒူရှီကန်ဆိုတဲ့အခုတော့ဗာလဲဆိုတော့မြို့တော်နော်တစ်ခုနဲ့တစ်ခုအသီးသီးတစ်ခုနော်မြို့တော်တစ်ခုနဲ့တစ်ခုပေါ့နော်ဤတုံးငယ်ဆိုတော့လှုပ်ရှားတွာလာမှုမှာတဲ့ဂါဂျန်နော်လီဆိုတာကအကျယ်တဝင့်အသုံးပြုဆုံးเนาะဂီယိုဒုံဆူတန်ဆိုတာကရင်စနစ်တွေထဲမှာဆိုရင်ဘာရှိလဲဆိုရင်ကိုစုပေါ်စုဆိုတဲ့เนาะအဝီဘီဘတ်စကားတွေရှိတယ်ပြီးရင်เนาะဆောက်ဦးသူမဟုတ်တဲ့ဘူဆန်စသဖြင့်ပေါ့เนาะဒဲဒိုရှိဝမြို့တော်ကြီးတွေနဲ့ဂျွန်းဆိုဒိုရှိဆိုတဲ့เนาะအလက်စာအသေးစားမြို့တော်ကြီးတွေကိုတဲ့ရုံးပြောဟာနဲ့ဆက်သွယ်ထားတဲ့လူဆောင်ဆိုတာက line တွေကတော့တဲ့เนาะ line တွေကတဲ့မာနီအစ်မြအများကြီးရှိပြီးတော့เนาะအဓိကကြတဲ့လူဆောင်လန်ဟာလာနိုဆွန်တူလို့ဆိုတာကလည်းအဓိကကြတဲ့နော် line တွေကတော့ရှင်းမရှိကန်တဲ့ညတကောင်ရံမှာညတကောင်ရံမှာလည်းပဲတဲ့ online test မိတာဒီဘာလဲဆိုပြည့်စွဲပေးနေကြပါတယ်တဲ့နော်ဘာကောင်တို့ရှိခံလဲဆိုတာကမိမိရှင်းပြရင်နီးစက်တဲ့နော်နီးစက်တဲ့မြို့တော်အတီးတီးမှာဆိုရင်နော်ဘလို့လဲဆိုရင်ကြာပုံကော်ဒီဆိုတော့နော်ကွာဝေးရပြတူတောင်းတဲ့အကွာဝေးတွေကိုတဲ့လှုပ်ရှားတဲ့နော်ဗီလီယာသွားလာတဲ့အခါမှာဆိုရင်တော့အခုတော့ဗာလဲဆိုရင်ရှီဝဲပေါ့ဆိုတဲ့နော်အဝေးပြေးမြို့ပြင်အဝေးပြေးဘတ်စကားကိုအသုံးပြုလိုက်ရင်ရပါပြီတဲ့ဂရီကိုပြီးတော့ဒူရှိနဲ့ဆိုတော့ဒီမြို့တော်ရဲ့အတွင်းထဲမှာဆိုရင်ပေါ့နော်ရှနိုင်ဘော့ဆိုတဲ့မြို့တွင်းဘတ်စကားတွေကိုအယုံဟာမျိုးအသုံးပြုလိုက်ရင်တဲ့ဒူရှိဆိုတာကနေရာမြို့တော်ရဲ့ကိုဆိုတာကနေရာတီးတီးတွေကိုလွယ်ကူစွာဖြင့်တွာလာနိုင်ကြပါတယ်အဲ့ဒါသူပြောချင်တဲ့အဓိပ္ပာယ်ကအခုတော့ရန်ကုန်မန္တလေးသွားမယ်ဆိုရင်တော့ကိုစုဘောစုဆိုတဲ့ဘတ်စကားကိုစီးမယ်သို့မဟုတ်ရန်ကုန်ပဲခူးဟာလားရန်ကုန် AR တိုင်းဒီလိုမျိုးကားတွေကိုစီးမယ်ဆိုရင်တော့အခုတော့ဘာသုံးလို့ရလဲဆိုတော့ရှီဝဲဘော့ဆိုဆိုတဲ့နော်မြို့ပြင်အဝေးပြေးဘတ်စကားတွေကိုအခုတော့ဘာလဲဆိုရင်အသုံးပြုလို့ရပါတယ်နောက်တစ်ခုကဘာပြောထားတာလဲနော်နောက်တစ်ခုကနော်ဒီမှာအဓိကကျတဲ့မြို့တော်ကြီးတွေမှာဆိုရင်ပေါ့နော်မြေရထားကတဲ့နော်မြေရထားဘူတာတွေကပေါ့နော်ရှိပြီးတော့တဲ့ချောတူဆိုတဲ့ရထားတန်လန်းတွေကိုလည်းပဲနော်အသုံးပြုတာခဲ့တယ်တဲ့မြို့တော်အတီးတီးတွေမှာလည်းပဲနော်လှုပ်ရှားသွားလာရပါတယ်မြို့တော်အတီးတီးကိုလည်းပဲလှုပ်ရှားသွားလာနိုင်ကြပါတယ်တဲ့နော်ရောချာနော်ရထားတွေမှာဆိုရင်ဘာတွေရှိလဲဆိုရင် KTA ရှိမယ် SRT ရှိမယ်စသဖြင့်ပေါ့နော် KTA SRT စသဖြင့်တဲ့ကိုစိုးရောချာအဝေးပြေးရထားတွေနဲ့ဆဲမာဝူဟိုမွန်ဂိုဝါဟိုစသဖြင့်ပေါ့နော်진두래 일반 여자 일반 열차가 있습니다. 이 유유다만 다리 레벨 시바를 시면은 그리고မြန်မာပြည်မှာဆို 유림 그러면 유유다만 다리 레벨 시바래 고수 여자는 하라 위비 다리가로 요금과 후가가로 좀 비싸지만 내내 제 집이면 빠르고 면미로 편리합니다. 심지자 말해. 서구에서부터 수묘관이 있으면 한국의 코리아의 최난남 수라가 그러래 당과 짜성도 뮤러지리 피데 바빌레세 부산 티소이노 끼리 예산에 도하면서 나나이 구에 딸리 자미 밤에 너 보수보수나 기차 하라 위비 버스가 또뭐 기차 소래 너 여타리 뭐너 사드피리에 너 여타 사드피리에 장거리 대중교통을 이용할 때서가 လွန်စွာပြည့်ဝေးกว่าတဲ့အကွာဝေးပေါ့နော်အကွာဝေးတွေမှာပေါ့နော်
ဒေဂျွန်ကျုထုံးဆိုတဲ့ဒီနော်ရင်ရထားလမ်းမစနစ်တွေကိုအသုံးပြုတဲ့အခါမှာဆိုရင်တော့အင်တာနက်သုံးမဟုတ်တဲ့ mobile application တွေမှာတစ်ဆင့်လက်မှတ်ကိုကြိုတင်ဝယ်ထားတဲ့အရာကကောင်းပါတယ်တဲ့နော်ဥရအဲ့လိုမျိုးရင်ရထားတွေအသုံးပြုမယ်ဆိုရင်တွားမှဖြတ်တာထက်ကြိုတင်ပြီးဝယ်ယူတဲ့အရာကကောင်းပါတယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကအခုတော့ဘာပြောလဲဆိုတော့စောဦးဘူဆန်ဒေဂူဒေကျွန်းစသဖြင့်ပေါ့နော်ဒီလိုမျိုးမြို့တော်ကြီးတွေမှာဆိုရင်မြေရထားတွေကရှိပါတယ်တဲ့နော်မြေရထားတွေကိုအသုံးပြုမယ်ဆိုရင်တဲ့နော်မြို့တော်အတွင်းထဲမှာတဲ့နော်ပါလီမြန်မြန်ဤတုံဟာဆိုအစ္စမီတာဒီမြန်မြန်ယူလီယာတွာလာနိုင်ကြပါတယ်တဲ့နော်택시ကတော့ 24시간ဆို24နာရီအသုံးပြုနိုင်ပြီးတော့เนาะအသုံးပြုနိုင်ပြီးတော့ပြောလျက်အဆင်ပြေတဲ့လမ်းမဆက်သွယ်ရေးစနစ်တစ်ခုပဲဖြစ်ပါတယ်တဲ့เนาะစွန်းနှန်းသူတော်ဆိုတာကလက်မြောက်ပြီးတော့သုံးဖို့လက်မပြီးတော့ဗောနော်ဂျီနာကနော်ဖြတ်သွားနေတဲ့ဘင်းတက်ဆီတို့ဖက်ဆီเนาะဒီတက်ဆီအလွတ်တွေကိုလည်းပဲတဲ့ JavaScript တို့เนาะတားဆီးနိုင်ပြီးတော့တဲ့เนาะတားဆီးနိုင်ပေမဲ့ mobile application တွေမှာတစ်ဆင့်เนาะ mobile application เนาะ mobile app ထုံးငယ်ဆိုတာက mobile application တွေမှာတစ်ဆင့်တဲ့ဖြိုးလျာရဲ့အဆင်ပြေစွာဖြင့် taxi တို့ taxi ကိုဘုရစ်အစမီတာဒီခေါ်ဆိုနိုင်ပါတယ်ကဲဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်ဒီနေ့ပြောပြတာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်โอเคဒီထဲမှာကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့နော်ဒါကိုရီးယားနိုင်ငံကိုရောက်တဲ့အခါကျွန်တော်တို့ပေါ့ဆောင်းရအချက်လေးတွေရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒါလေးကိုတစ်ချက်လောက်နားထောင်ကြည့်ပေးပါဦးပေါ့နော်ကျွန်တော်ပြောပြမယ်ကျွန်တော်မြန်မာပြည်မှာနော်ဘတ်စကားတွေစီးတဲ့အခါနော်အဝေးပြေးကားတွေပေါ့နော်အဝေးပြေးကားတွေစီးတဲ့အခါကြလို့ရှိရင်အချို့တော့ပေါ့နော်အချို့တော့ဒီနေဘက်ကလူတွေပေါ့နော်အချို့တော့နေဘက်ကလူတွေဒီဘာတွေလောက်ကြလဲဆိုတော့เนาะကျွန်တော်တို့ကအုံနောက်ပိုင်းကားတွေဒီအဲကွန်ကားတွေများတယ်ကားဆိုလဲအခန်းထဲမှာเนาะတန့်နေတာများတယ်အီလိုက်တို့ဘာလို့ဆိုရင်เนาะတကယ်ကိုတန့်ရှင်းပြီးတော့เนาะဟိုအဲကွန်အေးအေးလေးနဲ့သွားရတဲ့ကားတွေပေါ့เนาะအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နေဘက်ကလူတွေတော်တော်များများနေဘက်ကလူဒါပေါ့เนาะတချို့တော်လူတွေပေါ့เนาะနေလို့တော့မဟုတ်ပါဘူးတချို့တော်လူတွေပြောတော့ပေါ့เนาะတချို့တော်လူတွေကဘာလုပ်လဲဆိုရင်เนาะအဲကွန်ကားထဲမှာမုတ်တွေစားတယ်ဗောနော်အနံ့အပြင်းတဲ့နော်အနံ့ပြင်းတဲ့အစားအစာတွေကိုစားတယ်နော်နောက်ပြီးတော့ green mode တွေဖွင့်တယ်ဒါတွေကမလုပ်သင့်ပါဘူးဗောနော်ကျွန်တော်တို့ဒါနော်လူပေါင်းဖွဲ့စည်းရဲ့စီကံအရဆိုရင်တော့မလုပ်သင့်ပါဘူးအများသူငါတွေနော်အများနဲ့သက်ဆိုင်တဲ့ရင်ရထားတွေမှာဆိုရင်ကျွန်တော်လိုက်နာမယ့်အချက်တွေရှိတယ်ဒုတိယကျွန်တော်တို့ကနော်ဒီဘာကာဆိုတဲ့နော်ဒီအနံ့ပြင်းတဲ့မုတ်တွေစားလို့မရဘူးမြစ်ချင်းတွေဘာတွေဟလားကားရောပေါ်တွေမှာထမင်းစားလို့မရဘူးเนาะဟိုဟာဒီဟာလုပ်လို့မရဘူးเนาะနောက်ပြီးတော့ coffee အနက်ပြင်းတဲ့ coffee တွေတော့ကျွန်တော်တောက်လို့မရဘူးရေပဲတောက်လို့ရတယ်เนาะဒါကိုရီးယားကားတွေမှာကျွန်တော်တို့ကိုရီးယားဘတ်စကားတွေမှာကျွန်တော်ဘတ်စကားသွားစီးတဲ့အခါဆိုရင်တော့ကျွန်တော်ចောင်းသားတွေလိုက်နာမဲ့တစ်ချက်တည်းဘာတွေရှိလဲဆိုရင်ခုနပြောတဲ့အစားအစာတွေကိုကိုကเนาะဘတ်စကားစီးကန်နေကြပြီဆိုရင်ကျွန်တော်ဘာလဲဆိုအစားအစာတွေဟဲ့လားပလိုပလောင်းနဲ့စားပြဿနာမျိုးစားကားအောင်မှာတွေကကျူတင်ပြီးစားကားဝယ်တော့တယ်ဘာမှစားဝင်မရှိတော့ပါဘူးအကေမီယာမှာကျွန်တော်ကျောင်းသူတွေကတတိမမူပဲစားနေမယ်ဟစ်ဆိုရင်ဘတ်စကားဆရာကြီးရယ်ဗောနော်ဒီဂီစာကြီးရယ်ဗောနော်ဘတ်စကားဆရာကြီးရယ်အုံမောက်ချင်းကိုခံရမယ်နော်ပြီးတော့လို့ရှိရင်တချို့ဘတ်စကားဆရာတွေမောင်းမှထုတ်တယ်ဗောနော်ဒါသူတို့ကားထဲမှာအနက်အသက်တွေအရန်ကိုလှိုင်နေတာဖြစ်တဲ့အတွက်လုံးဝလက်မခံပါဘူးဒါတကယ်ကိုရိုင်းတဲ့ပြဿနာတွေဗောနော်နောက်တစ်ခုကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကိုရီးယားဒီအချိန်လုံးဝ right time ဖြစ်နေရမယ်နိုင်ငံပါဘတ်စကားသွားစီးတယ်ဥပမာဆိုကြပါစို့ကျွန်တော်12နာရီမှာမန္တလေးကိုထွက်မဲ့ရထားဆိုကြမန္တလေးကိုထွက်မဲ့ကားဆိုကြပါစို့အဲ့ဆိုကျွန်တော်12နာရီဆိုလို့ရှိရင်အနည်းဆုံးတော့7:50မှာကားပေါ်ကိုရောက်နေရပါမယ်เนาะကားပေါ်ရောက်နေရပါမယ်မိမိစီးမဲ့ဇင်းကြံပလက်ဖောင်းကိုသွားပြီးတော့စောင့်နေရမယ်သွားပြီးတော့အဲ့မှာကားထိုးလာပြီဆိုရင်ကားပေါ်တက်ပါမယ်เนาะကားသမားတီကျွန်တော်12နာရီထွက်မဲ့ကားတီတရားတဲ့12နာရီအတိမှာကားတကားလုံးဝပိတ်သွားပါလိမ့်မယ်နော်12နာရီကျွန်တော်ကတော့ဟိုအိမ်နာတက်နေလို့ကျွန်တော်နောက်ကျနေလို့လမ်းပိတ်နေလို့သူတို့ဘာမှမကြည့်ပါဘူးเนาะ12နာရီထွက်မဲ့ကားတီ12နာရီဒေါင်ဆိုတာနဲ့ကားတကားပိတ်ပြီးတော့ထွက်သွားပါပြီเนาะအဲ့လိုချိန်မှာကျွန်တော်တို့ဘာဖြစ်တင်လဲဆိုလို့ရှိရင်ကိုကအကြောင်းရင်းတစ်ခုခုကြောင့်เนาะဒါနဲ့9မိနစ်လောက်နောက်ကျသွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ terminal ပေါ်မှာရှိရပေါ့เนาะဒီเนาะဒီလက်မကောင်းတာကိုသွားပြီးတော့ကျွန်တော်ဒီမှာအရေးကြီးကိစ္စတွေရှိလို့နောက်ကျသွားပါတယ်ဒီကားလေးလွတ်သွားလို့ပါတချို့တော့အယောင်ဝန်ထမ်းတွေဒီလက်မှတ်ကို cancel အောင်ထုတ်ပြီးတော့အစ်ပြန်ထုတ်ပြီးတယ်တချို့တော့အရာတွေဒီအချိန်ကိုမလေးစားဘူးဆိုပြီးတော့သူတို့လက်မှတ်ကိုအကုန်လုံးချွီဆိုအကုန်လုံးအပြီးပိုင်းပိတ်သိမ်းလိုက်ပါတယ်အဲ့မှာ9%ဆုံးသွားမှာမဟုတ်ဘူးเนาะအဲ့ကြောင့်ကျွန်တော်တောင်းသားတွေလိုက်နာမယ်အချက်ဟလာကားပေါ်မှာเนาะဖုန်းအကျယ်ကြီးပြောလို့မရဘူးကိုနှစ်ချက်လေးနဲ့ကိုယ့်အကိုနားထောင်ပြီးပြောရမယ်ဟုတ်လား
ပြီးတော့ရင်အစားအစာတွေလုံးဝစားလို့မရဘူးเนาะပြီးတော့ရင်အချိန်မှန်ပါမယ်เนาะယထာပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်အားလုံးအချိန်မှန်ပါတယ်ကိုရီးယားမှာလုံးဝ right time ပါပဲเนาะဒါကြောင့်မလို့ကျွန်တော်တို့ဒါလေးတွေကိုအရန်ကိုဂရုစိုက်ပေးပါเนาะလက်မှတ်လေးတွေเนาะကိုရီးယားမှာရှိတဲ့လက်မှတ်လေးတွေလက်မှတ်ကိုတစ်ခါတည်းပြပြရကိုခုနမှတ်ဘာမှလဲဆိုဘယ်သူမှမေးကြမလို့ကားရဲ့အပေါ်ကိုကြည့်လိုက်တာနဲ့ TV screen ပေါ်မှာကိုယ့်ရဲ့ထိုင်ကုန်နံပါတ်ကြီးပေါ်လာမှာဖြစ်တာမလို့ကိုယ့်ရဲ့ထိုင်ကုန်ကကိုယ့်အောင် AC သွားမယ်ခပောက်ကိုပတ်ထားမယ်เนาะခုနပြောတဲ့တချင်းအော်ဆိုတာဖုန်းအကျိန်းပြောတာဒါတွေကလုံးဝနော်မလုပ်ရမယ့်အချက်တွေပါဒါကြောင့်မလို့ကျွန်တော်တို့ចောင်းသားတွေဒါလေးတစ်ချက်ကိုတော့လိုက်နာပေးပါနော်အရန်ကိုအကြည့်တတ်ပါတယ်ရုပ်ဆိုးပါတယ်နော်โอเคပါကဲဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီသင်ခန်းစာလေးကိုတောင်းဆိုထားတဲ့ចောင်းသားတွေအတွက်ကျွန်တော်ဒီနေ့ဒီဟာလေးကိုရှင်းပြပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်လိုအပ်တာလေးရှိရင်ကျွန်တော် comment box လေးမှာအားလုံးရေးထားပေးပါဦးနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်